ခေါ်တယ်ဟုတ်လား A system ignores signal from oxygen sensor and does not correct air pure ratio to 40.7:1 it is called overload EDU ကနေမှကြာ O2 sensor ရဲ့ signal ကိုမယူတော့ဘူးတွေ့လိုက်အောင်မြေပြမင်းစော်ပြောတဲ့စကားမင်းနားမလောင်လို့လေဟုတ်လားအဲ့အချိန်ဘာလို့ခေါ်လဲ open loop ဟုတ်လား open loop operation require for ဘယ်အချိန်ဒီမှာလို့အဲ့လေကြာဘယ်အချိန်မှာလို့အဲ့လေ open loop ကြာ engine starting engine service start GGG ဆိုတဲ့အချိန်မှာ open loop လို့တယ်နောက်တစ်ခုပါလဲ co-operation temperature engine A နေတဲ့အချိန်ပြီးကြ under heavy load operation WOD ကိုပြောတွေ့လိုက်အောင်ပြီးပါလဲ acceleration deceleration မြင်လားနော် acceleration deceleration ဆိုတာ lever ကိုပြောင်းနေပြီးလို့လိုက်တဲ့အချိန် acceleration lever နေလား deceleration lever ကို short လိုက်တဲ့အချိန်ရမလား normal operation wave ပေါင်းကြာအောက်ဆီဂျင်စံတော်ကြည့်ဘာလို့စံထားကြည့်မလဲ0ပါကိုစံထားကြည့်မယ်ဘိုးလေးများရင်စီများမယ်ဘိုးလေးရင်စီများမယ်လင်းနဲ့တွေတလိုက်စီပြေးတယ်မှာမဟုတ်လားဟုတ်တော့တကယ်လက်တွေ့မှာဒီပုံစံမလာဘူးလို့ငါပြောပြီးတော့လားလင်း race လင်း race လာချင်လို့လာမယ်လင်းနဲ့တွေပြောင်းနေမှာဟုတ်လားဟုတ်ပါတော့ဒါပေမဲ့မင်းကြည့်တိုင်ရင်မြင်တတ်တယ်နော်ကြည့်တိုင်ကြအောင်ငါတို့ဒီဘိုးလေးကြည့်တိုင်တော့မှလင်းဖြစ်နေတာ race ဖြစ်တယ်ကြည့်လို့ရတယ်ဥပမာချမ်း450အောက်ကပဲများတွားနေတယ်တွေ့ရအောင်ငါတို့ဖတ်တယ်ကွာ0.43ဆိုဘာဖတ်မလဲလင်း0.55ဆို reach ဖတ်တယ်မလားအဲ့လိုဖတ်လိုက်ဒီမှာလင်း reach 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 ဆိုတေးချရအောင် every မှာဘာဖြစ်လာလဲလင်းလေများလာတွေ့လိုက်အောင်လင်းဆိုင်များလာပြီဆိုရင်ကြာဘာဖြစ်လဲဘိုးတွေနဲ့စီနဲ့ easy ဘာလို့လဲလိုက်ပြီးပေါင်းတော့ short time မှာပေါင်းနေ long time မှာဘာဖြစ်လဲအပေါင်းဆိုင်တွေများလာမြင်လားတိုင်ပြောလားကျန်ဘယ်စင်ဆာဝေးပေါ့ကျန်ဒါပါစင်ဆာမကောင်းတယ်တွတ်နဲ့တွားနေဟုတ်လားခုနဝေးပေါင်းတိုင်းမလိုက်မကောင်းဘူးကွာခီတာစက်ကကျန်အောင်စင်ဆာစက်ကကျန်ဟားနဲ့မောင်းတယ်ရောက် transit နဲ့မောင်းတာမြင်ရမြင်ဒီမှာ plus ဒီမှာခီတာပိုင်းပွိုင်စားပွိုင်ဆုံးပဲမြင်လိုက်တော့ဘာပဲဆက်ဟုတ်လားပွိုင်စားကျန်ဒီမှာအပေါင်းစားပြီးတာမြောက်ထိပ်ဒီကားနဲ့ဆရာညီမဒီကားနဲ့အပေါင်းကနေဒီလိုကားနဲ့ကိုဒီလိုဖြတ်စီမှာဟုတ်လားရနော်ရမလားလေးမချာဝေးပါကျန်ဘာပဲဘိုးလေးနဲ့ပါပဲစီနဲ့အောက်ဆီဂျင်စံတော်ဝေးပါလေးမချာဟုတ်ပြီငါမေးကြည့်ပြီဒါကအောက်ဆီဂျင်ဒီထဲမှာများနေကနေများတယ်အောက်ဆီဂျင်များတယ်မောင်ကလည်းအောက်ဆီဂျင်လေးများလို့ပြင်ပအောက်ဆီဂျင်နိုင်ချင်တော့ဘာဖြစ်လဲကွာမှုနဲလို့ဘာတော့ဘယ်နဲ့ဘိုးလေးနဲတာမတော့ရတော့မစိုးပါဘူးတော့တိုင်ရောက်သနာလေးကြာထားကြပါရေဘိုးလေးများရင်စီများတယ်အေးဘိုးလေးများတယ်ဆိုတော့ဒီဘိုးလေးအများဘာလို့ထွက်လာတယ်လဲမလောင်ကျွမ်းတဲ့အောက်ဆီဂျင်ပါမရှိသလားမရှိတော့နဲပါတယ်မဟုတ်လားမရှိတော့နဲပါပြင်မအောက်ဆီဂျင်နိုင်ကြတော့ပါကွာဘူးများတယ်ဒါကိုတရားတွေပါပို့တော့ဘိုးလေးများဘူးဟုတ်တယ်မြင်လားရမလားအပြန်လာပြီးနေရမယ်အဲ့တမေကြာစင်သာမလို့ဘူးကွာတွေ့လိုက်အောင်ကြည့်ဘာလို့မလို့လဲမင်း20ဒီဂရီဆဲဆဲနေမင်းလုံနိုင်လားလုံတယ်ပါဒီကတက်တာတော့ထဲတာဟုတ်လားအနောက်20ဒီဂရီဆဲဆဲမှာဘယ်လောက်ရှိမလဲ186ကီလိုလောက်ရှိမှာဟုတ်လားဒီကတက်တာထိန်တော့တိုင်းပေါ့ဘာလို့မလဲရအောင်တာမလေးချာဆဲသာဘာလို့မတိုင်းကြည့်လိုက်ဘယ်လောက်ကျလဲ1.5နဲ့2ကီလိုကလွယ်ပြောမယ်2ကီလိုနီးပါရှိရမယ်အပူပေးဘာဖြစ်လဲ resistance ကျသွားတယ်ဘာကောင်းလဲဆဲသာကောင်းတယ်မြင်လားကျိုးလိုက်တိုင်းဘာလို့မလဲတစားပါရှာမလဲ5ဖို့တစားပါရှာ ground 5ဖို့တော့ဘာနဲ့ပေးတာ resistance ကပြီးတော့ပေးတာဟုတ်မလားအဲ့လို5ဖို့ရှိ ground ရှိကျိုးလိုက်မကောင်းလားကောင်းပါတယ်ဟောကောင်း control ပဲကောင်းတိုင်းချင်းဘာလို့မ scan ထိုးလားထိုးချိုး over socket ဖြစ်တာကြီးထုတ်လိုက်ပါဟိုမှာဘလောက်ဒီဂရီဆဲဆဲပြအနှုတ်40ဒီဂရီဆဲရ40ဒီဂရီဆဲ white temperature ပဲ AD temperature ပဲ C ကဘာ ECD ပဲ IND ပဲဟုတ်တယ်မလားအနှုတ်40 EC ကဘာဘိုးလေးနဲ့တိထားတယ်ဟာဘိုးလေးပြည့်နေမဟုတ်လားကြာဟုတ်မလားတကယ်တော့ကြာနောက်တစ်ခု short တိုက်ကြည့်လိုက်ဒဲတိုက်လို့မရဘူးလားလက်စပါလေးဟုတ်လားဒဲတိုက်ကြည့်လိုက်နော်ဒဲတိုက်လိုက်ပြီးတော့ဘယ်လောက်ပြမလဲအပေါင်း140ဒီဂရီဆဲဘာဘိုးလေးနဲ့တရား EC လိုဘိုးလေးနဲ့
တည်တယ် တည်တာရပြီဒါဆိုပြီးပြီတရားတိုင်းကြမလို့ဘူးကွာရမလား ဟုတ် ဒါဖတ်ကြည့်ဖတ်ကြဟာလား အဲ့ဒီအတမ်ရှာစဉ်းစား ဘောလေးတော့ဘာလဲဘာလဲကြီး ဘူးလေးချပါဘူးလေးချပါ ဘောလေးကြရင်ဘူးမယ် ဘူး ဟာ ပဲ လား ဟုတ် ဘယ်ကြလဲပဲ ဘိုး ဘူးလာလေလေ ဘိုးလေးကြာလေးလေး ဟုတ်လားအောင်မခတ်နေတဲ့ဘောလေးတောင်းခွင်ဟောအမဘောလေးကြတယ်ပူရင်သွားလုံးနေတော့ဘာလားပူလာလေလေ ဘိုးလေးကြာလေးလေး ဒီစဲဘာပဲလားတိုး တိုးလေးလေး ဟုတ်လား ဟုတ် ကြည့်လိုက်ဒီမှာအေးနေရောဘိုးလေးများတယ်ဟုတ်လား ဟုတ်ပါ ပူလာဘိုးလေး ကြာလေး အေးပူလာဘိုးလေးကဘာမျိုးသားတုံးတော့လဲ အန်တီယန်စီ ဘယ်မှာထိုင်တော့လားကွာ ဟုတ်ပါ PDC ကတိုင်းရမလား ရ PDC ပူလာတယ်ခုကမူ တိုးလေးလေး ဘာလဲထိုင်တိုင်းပါပြီဘိုးလေးတိုးလေးတွေပြောင်းဟောတက်စတီတွေဘာတွေမပြောဘူးရအောင်တော့မတိုင်းဘူးရအောင်ငါပြောတဲ့အတိုင်းတိုင်းလိုက်ပြီးတော့ဒီမှာဒါခွေးဘလူးမှဒီပုံစံလာတယ်နော်မထောင်ဘယ်က sweet စလာ ကြာ sweet စလာဝေးပါအောင်ကြာဒါဘယ်က sweet စလာဝေးပါအောင်ကြာဒါ square ဝေးမဟုတ်လား ဟုတ်ပါ ဖတ်ကြာ frequently ပါရဲလေပြများလာလေဘာဖြစ်မလဲ frequency တိုးလေး frequency တိုးလာလေ temperature ဘာဖြစ်လဲ constant ဖြစ်မယ်ဟုတ်လားဟုတ်လားဘယ်ကစပြီးဒါကြာဒီဝေးပေါက်ထားတယ်ဒါဘာစင်ဆာဖြစ်မလဲဟောပဲ ဟောပဲစဉ်းစား ယူမေးဒါဘာငုတ်လဲ နမော ကိုရီးယား sweet စဉ်းစားသုံးခု တွေ့လားရမြင်ရလားလို့ ရောက် နမောတဲ့နမောနစ်စပစ်နမောလာတယ်ဆို ညာမျက်စိနဲ့ကြည့်လေနငုတ်ဆိုရှေ့မှာပါမလားကိုးပါမဟုတ်လားကိုးမပါဘူးလေမြင်လား ဟုတ် ညာမျက်စိအမငါဒီလိုငုံကြက်မြဲငါဒီမှာဒီမျက်စိနဲ့ကြည့်တာဘယ်တော့ဒါလည်းကြည့်တာမဟုတ်ဘူးရှင်းလားဘယ်တော့ဒါလည်းကြည့်နေမလားဟေးငါလက်ခွေးလက်ထားပြီထွက်ပြီ ငါငေါ့ဆိုချိန်မှာကိုပါတော့ကိုမပါဘူး စင်လာဝေးပါကြည့်ဖတ်ကြအပေါ်မှာပဲမဂရစ်တိုင်း မဂရတိုင်းစဉ်းစားပါ မဂရစ်တိုင်းဆိုမှတော့ဗါလဲမဂရစ်ပစ်ကကိုင်ကွိုင်မဟုတ်လား in that day why ဖတ်ကြည့် embryo frequency amplitude increase with rpm RPM များလာလေဘာများလဲ frequency များလာ amplitude များလာကျဲလာမှာတွေ့လား amplitude က line လောက်ပြောတာဒီကြီးဒါ0ဘုတ် line ရဲ့အလဲလဲဗါလဲကျဲလာမှာရမလား ဟုတ် ဒီမှာပဲဒါပါပဲတိုက်ပြတာဟောခွဲ ပဲတိုင်း ဆိုကြည့် frequency rpm ဘာဖြစ်လဲဘာလဲ RPM များလာလေလေ frequency များလာပြီ ဒါပဲဘာဖြစ်လဲဆို constant နိုင်တယ်ဘာဖြစ်လဲ constant ရမလားကြည့်လေဒါပါငငုတ်လေ ငငုတ် ဟုတ်လားဒါငါကွယ်ထားလည်းမင်းမတည်ဘူးလားရောငါကွယ်ထားမှငငုတ် ပြီးပါရဲ့ ကိုးပါ ဟုတ်ကဲ့ ဟုတ်လား ဟုတ် ဘယ်ကိုလည်းတမ်းလို့ရ စဉ်းစား ဒီကိုလည်းတမ်းလို့ရတာဒီကဖတ်ကြရင်ကိုလည်း easy ဒီမဟုတ်လား ဟုတ် ဘိုးတွေတော့ပွင့်ဟောအတူတူပဲလေဟုတ်လားဟုတ်ပါလေ ပူရာလေးလေးခုကမူကြလေးလေးဘိုးလေးကြလေးလေး ဘိုးတွေကြားလေဒီဆန်း ဆက်ကြီးကတိုးလေးလေး ဒီကမတူပါဟုတ်လားရအောင်ငါတို့ easy ဒီမှာဆို you image ကျန်တော့တာမင်စတာတွေ့လိုက်အောင်မြည်ချင်တာကောင်းနေတဲ့ IED မှာမင်းတို့ဟိုမှာ MA ထဲမှာငါပြခဲ့တွေ့လား ဟုတ် ဘာလို့ကြီးကောင်းလဲလို့လားရေထဲမှာကြီးကောင်းပါလားအပူကူးလွယ်လို့ဟုတ်လားဟုတ်လားဒီတော့လေးလေးပါနေအောင်အာရုံခံလို့ကြီးကောင်းတယ်ဘယ်လို့လဲကွာ ဟီတာခွာနေတော့ back my bro ဆန်လာအမေဝေးပါဖတ်ကြ low body high blow high body high blow ဘာလာပြန်ည လေဝင်တာနဲ့ဘိုးနဲပဲလေဝင်တာများရင်ဘိုးများမယ် ဘိုးလေးနေလေဝင်
ဟုတ်ဘူးနော်လေးဝင်နေမှာဘိုးလေးနေရတယ်ကွာလာဖားလားဘိုးလေးနေလို့လေးဝင်နေရလား ဟုတ်ပါဘူးလေဝင်နေလို့ပုံနေတာ လေးဝင်နေလို့လေဝင်များရင်ပုံ အေးစံကနေကြည့်တော့ဗာဖြစ်လဲအေးစံကြည့်တော့ဘိုးလေးနေရင်လေးဝင်နေတယ်ဘိုးလေးများရင်လေးဝင်တာဟုတ်လားဟုတ်လားငါတော့အဲ့ကတည်းကကြည့်ရမှာမဟုတ်အေးစံနဲ့မကြည့်ပဲသူရေးတဲ့ပုံစံပါကြာငါတို့ပြန်ပြင်တွဲမလား MS ဆန်တာပါလားဟော့ဝိုင်ယာနဲ့ဗာလိုက်လဲတာမီဘာတော့ reset လုံးနဲ့တပိုင်းလာဆိုတာလေအဲ့ဒါဘာလို့လဲအိုးဘူးတဲ့ဘူးတဲ့နီလာမို့လားအိုးဘူးလားမူလားတိုင်းကြည့်တယ်ဘယ်တော့တိုင်းလိုက်ကြည့်မှာဘယ်လောက်လဲ0.660777ရှိရမဟုတ်လားအဲ့မှာမတာမီစာလေတော့မလို့တာမီစာဘာဖြစ်လားအေးလားခုမှမူတိုးလားဘိုးလေးဟုတ်လားအဲ့လိုပါလေဝင်များမှာဘိုးလေးလေဝင်နေဘိုးလေးနေမယ်ရမလားဒါလည်းမင်းတို့ဂလူကာပို့စတာကြည့်လို့မကြည့်ဘူးမလား ကြည့်ရသေးပါဦး ငါမပြောထားဘူးလား ပြောပါကြ ကြည့်ဒါလေးဒါကြံဒီဝေးဖောင်ကြည့်လိုက်တာ snap acceleration ဒါကြ ကလူကဝေးပေါင်းတော့ကြည့်ပါ ပြောနေတော့じゃစာမစာတဲ့ဟိုလီဝင်လာမဟုတ်လားလီဝင်လာအေးလာတဲ့တော့ကလည်းခုအောင်သူဘိုးလေးတက်လာဒါလီပါတော့လည်းကလူကပို့ကိုတော့ကြည့်ပါဒါ snap acceleration ပြောရအောင်လီပါစောင့်နေတာပြောနေတယ်ပါ60ဒီထောင်တက်တော့တက်လာဒီပုံစံတက်မှအဲ့ MA ကဘာဖြစ်လဲကောင်းလားကြံ MA ကကဖုန်ကြီးကြီးနေဆောင်းဆောင်းလေးညံ့နေအဲ့တော့တက်တန်းကြာတော့လဲသူက performance ကြာတော့ဆိုကြပြောစောင့်နေလိုက်ရင်ဒီကောင်ပါပဲဒီလိုတောင်းကြီးတက်တော့တွေ့လားငါမျိုးပြောဘိန်းစား MA ဖြစ်နေတွေ့လားနော်အဲ့ဒါစကုတ်ဒီပါစကုတ်မှမွေတော့ဘာမှဖတ်နေတော့မလားလေးကြီးတစ်လုံးနဲ့တစ်လုံးလေးကြီး you MA မြင်မလားဒီပြစင်စာပြပြ所以，idea 嘛，没弄，俺把那电脑嘞，0块，0块，9块，老王母里边那点啦，对啦。idea 嘛，这里边的天，你那玻璃吧，这天对啦。那出的，富里木啦，送过来，里边那个，我送家了，什么王母老嘛边的，好不啦？鸡蛋鸡，有没？要不啦？我能搞弄了个，你来没时间嘛？အေးဒါတော့မြန်မြန်လို့ရအောင်ကျန်မင်းတို့ငါပြောခဲ့တဲ့ MAB အတွက်ငါဘောလုံးကော်လုံးနဲ့ပြခဲ့ရနော်မျက်စိမြင်လားဘောလုံးကော်လုံးနဲ့မျက်စိနဲ့ပြန်ကြည့်ကြည့်ဘာရှိလဲရအောင်အလဲမှာထားတာ2.5 volt ဆိုပါလား100 kV ဟုတ်လားစုပ်လိုက်ကြည့်စုပ်လိုက်ပါဘိုးတဲ့အောက်ကျတော့မဟုတ်လားမဟုတ်လိုက်ရင်ဘိုးလေးအပေါ်ဒါကအထဲမှာတကယ်တော့ပါလေဘောလုံးကော်လုံးမဟုတ်ဘာတွေပါတယ်ကြာIC ပါတယ်တွေ့ရအောင်ဆီလီကွန်ချီဘကွန်ချိန်မှာ reference ချိန်မှာတွေ့ရအောင်အဲ့လိုလုပ်ပြီးမှဒီကနေပါတော့ 2.5 volt ထွက်နေတွေ့ရအောင်ဒီမှာပင်မနေပြီးတုံးပြီးအပေါင်းရဲ့လုံးရဲ့ signal 5 volt ကြီးမဲ့ ground ကြီးမဲ့ signal လုံးမဲ့ signal ကြအခုမင်းရေးလာမဲ့ program ကြီးမဲ့ဒါအခုဘာကိုတိုင်းနေရအောင်မန်ငါတို့ပါလဲ atmosphere pressure မြင်လား atmosphere pressure တိုင်းနေကျန်တာ MAB လို့မြင်လားကားမှလည်းငါဒီမှာဆွဲပြတဲ့ပုံလေးမြင်တယ်တွေ့လားဒါအခုstep တော့ခနဲ့ဒီကောင်ပါတိုင်း100ခဲ့ပြီဒီဒီမှာဘယ်လောက်ရလဲ2.5ဟုတ်လားစက်မှာမေးပါပြမယ် MAB စက်လား100 KB ပြတယ်စက်နိုးလိုက်ပြီစက်နိုးလိုက်ဆို item မဟုတ်လား item မှာဒီမှာ pressure ပါပြလိုက်ကြာလား pressure ကြာတော့ဟုတ်လား pressure ကြာလိုက်ပါဘိုးလေးပါပြလာမယ်ကြာဘိုးလေးကြာလားဘောဘယ်ကျုံများလာမဟုတ်လားဘယ်ကျုံများလာတနည်းအားဖြင့်ပါ pressure ကြာဆိုကြ25 kV မှာ item မှာပြနေမဟုတ်လား25 kV အောက်ရောက်နေအဲ့မှာငါလီဗာနေလိုက်မယ်ရောနေလိုက် pressure ပါမယ်ပြလိုက်ဟုတ်လားဘာသာနဲ့လား kV ပြန်လာမြင်လား boost pressure လို့ပြန်မြင်လိုက်သူမတင်တော့ boost pressure မြင်လားတော့ခွင့်လိုက်ပြီဘလောက်ဘာတိုင်းနေ100 kV မြင်လားစက်နိုးလိုက်တော့တာဝဲလေမမဟုတ်တော့လားမဟုတ်ဒီမှာ pressure နဲလာမလားများလာမလားများလာဘိုးလေးပါပြတိုးလာဘိုးလေးတိုးလိုက် schedule မှာပါများလာမှာ kV လေးရမလားတကယ်တော့ငါတို့ဟွာသူပါဆို barometric pressure သူပါဆိုတော့ဖွင့်လိုက်တယ်ဘာတိုင်းလာမှာ atmosphere pressure 100 kVစံနိုးလိုက်တဲ့ atmosphere pressure မပြောင်းဘူးလေဟုတ်လား100 kV တောင်ပေါ်တက်တဲ့ချိန်ကျမှတက်လိုက်အောင်အိုးတောင်မင်းနဲ့ချမ်းပြီးလေးပါတက်တဲ့ချိန်ကျမှတေးဥပီလေးတောင်တက်တဲ့ချိန်မှာပါမလား atmosphere pressure ကျတော့မှမြင်လားကြာ
အေးကြည့်လာပြီနော်ဖတ်ကြ low body high back high body low back ဘာလာပြန်ရမလို့ဘယ်လိုပြန်မလဲ လေဝင်များရင်ဘို့နဲမယ်လေဝင်နဲဘို့များမယ်လို့ပြောတာ ဒီဝင်များပါလေစက်ကျိုးတရားနေပို့လိုက်နေပို့လိုက်များ low body high back ဟာလားမဟုတ်ဘူးလေ ဟုတ်တယ် ရောင်းမယ်လို့ကကြာ low body ဘိုးတွေနေမယ်ဘက်ကွန်းများရင်ဘိုးတွေနေမယ်နားတော့နော်လဲတော့နော်မင်းကငါပြောလိုက်တယ်ဘက်ကွန်းတော့မရှိဘူးဘာပဲရှိ pressure ပဲရှိရမို့လားအဲ့ဒါ high ဘက်ကွန်းဆိုတာလေဟာနဲ့များဆို pressure ပါဖြစ်နေ နဲ ပြီးပြီလေ pressure နဲ့ရင်ဘိုးတွေနေ pressure များရင်ဘိုးတွေများမဟုတ်လားနေလားမင်းလား pressure ဘာဖြစ်လဲ pressure နဲ့ နဲရေဘိုးတွေများ ဒါ low vacuum ဆိုတာ pressure အော် vacuum နဲ့နေမဟုတ်လား vacuum နဲ့ဘာဖြစ်လဲ pressure များရင်ဘိုးတွေများမယ်တွေ့လားသူက vacuum နဲ့ပြောတာငါတော့ဘာလို့ပြောင်းမြန်နဲ့ပဲလားဟုတ်လားဒီမှာကြည့်လေသူက vacuum နဲ့ပြောတယ်ပြီး low body high vacuum low နဲ့ high နဲ့ပြောင်းမြန်ဖြစ်နေမဟုတ်လားငါတို့ဘာလို့ပြောလဲ pressure နဲ့ပြောလိုက်တဲ့ကြမယ်ဖြစ်တော့ဟုတ်လားသဘောပေါက်လားရရခါမဟုတ်နည်းနည်းနားလိုက်လိုက်လား ဟုတ်နားလေ အဲ့နားလေလာမပဲတတ်ဘိုးလေးချက်မလိုဘူးကွာဟုတ်လားဘာလို့မလို့လဲကောင်းကောင်းမင်းပင်အောင်မထုတ်တော့ဘူးလားတိုင်းမတိုင်းတော့ဘူးလားဟုတ်လားတော့ဆယ်လာကောင်းကောင်းတီးချင်ဘာလို့ပဲကဲလူတို့တိုင်းမှာဘာလို့မင်းငါလုတ်ခိုင်းတာဘောလုံးကောင်းနဲ့လဲတော့ဒီရမလားဘာဘလောက်မာကျူဒီလေးပါလေလာပြောမလဲမသိဘူးလို့ပြောလိုက်တော့ဝေးပေါ့သူကဲလာပြီယူရိုကားတွေနဲ့ယူရိုကားတွေမှာ digital ခါခုနကတွေ့လိုက်အောင် analog signal ယူရိုကားမှာ digital နဲ့လာတွေ့လာရအောင်နော်ကြာဖတ်ကြ အဲ့ဒီဘက်က high low ပြီးတော့ ကဲ index မှာ vacuum high ဆိုတာ vacuum နဲ့မပြောနဲ့ pressure နဲ့ပြောဘာဖြစ်လဲ pressure များတယ် ဟုတ်လားအဲ့ဒါဘယ်မှာ pressure နည်းနေဘာဖြစ်လဲ frequency နည်းတယ် နည်းမှာပေါ့ဟုတ်လားအေးဒါဆိုကြာတော့ခုမှပဲကြည့်နော်ဒီမှာကြာဒါဆိုကြည့် David တော့နော်ဒီမှာကြည့်ကြာ index vacuum low ဆိုတာဘာဖြစ်တော့လဲအောင် pressure များ အဲ့ဒါကြာ index ထဲမှာ pressure များလိုက်မှာ frequency ဟုတ်လားဒါဆိုကြာ boost pressure နဲ့ရှင်းရမယ် boost pressure တော့ခွက်လိုက်တယ်ဟုတ်လားငါတို့ 100 kV တိုင်းနဲ့ဆက်ထုတ်လိုက်တယ်130လောက်ဖြစ်နေမဟုတ်လား frequency က pressure မနည်းဘူးလား100နဲ့130ဆိုနည်းနေသေးတယ်လေဟုတ်လားအဲ့ဒါ frequency နည်းနေမယ်ပြီးက lever ဆွဲနေပြောဆို lever ဆွဲနေမှာ pressure များတယ်ကွာ frequency များလာမှာပေါ့ကွာမြင်လားကြီးတက်လားမကြီးတက်လားငါမတတ်နိုင်တော့ဘူး not sensor ကျန် not sensor ဝေးပါကြီးအေးမင်းတို့ပြောကြတဲ့ not sensor ဝေးပါပါဒါလည်းကြာ BBB ဟုတ်လားဒီမှာ AC ဝေးပါဒီမှာ0ဘို့ဒီမှာအပေါင်းဘို့တွေအနှုတ်ဘို့တွေဘယ်နှကွက်ရှိလဲ5ဘို့မှာရ1ကွက်2ကွက်3ကွက်4ကွက်5ကွက်6ကွက်9ကွက်လောက်ရှိဟုတ်လားရ9ကွက်လောက်ရှိတကွက်ကို1ဘို့မို့တကွက်ကိုတကွက်ကြော်မှ1ဘို့ရှိမှာဟုတ်လားရနော်အဲ့လိုကြာဒါ normal ကြာ1 2 3ကွက်ဆိုတာ2ဘို့လောက်ရှိမှာပေါ့ကွာဒါအပေါင်းက2ဘို့အောက်မှာ2ဘို့ VBB လောက်ရှိမှာ4ဘို့မင်း easy ဆိုမျိုးပြောတာဟဲ့ကောင်လာတာ VBB 4ဘို့ဆိုတာ normal ဝေးပါနော်ကင်နာမထွက်ဘူးဟုတ်လားနောက်ဒီမှာပြန်ကြ small တော့ကြာဒီမှာ1ကွက်2ကွက်3ကွက်ကြော်တော့မဟုတ်လားအဲဆိုငါပြောမယ်လား3ကွက်ကြော်လိုက်ရင်ဒါ 2.5 တစ်ကွက်လောက်ရှိပြီလေ3ကွက်ဟို9ကွက်ကို5ဘို့ဆိုတော့3ကွက်ကြော်လိုက်ရင် 2.5ဒီမှာ2.5ဒီမှာ2.5ဆိုပါတော့5ဘို့မဟုတ်လားအဲလက်ရ VBB 5ဘို့ဆိုတာ small နော်ကင်နာနည်းနည်းထွက်တယ်မီးကိုနည်းနည်းလေးချော့ပေးရမလားနောက်ဒီကောင်ကြာဒီကောင်ဆို1ကွက်2ကွက်ဘယ်တော့1ကွက်2ကွက်3ကွက်4ကွက်5ကွက်4ပါလောက်ရှိတော့မဟုတ်လားအဲ့လိုကြာငါလည်းပဲမှာ3ဘို့ကြော်လောက်ရှိမှာဟာလား3.5လို့ထားလိုက်တော့ကွာ3.5ဆိုဘယ်လောက်လဲ VBB 7ဘို့လက်ရ VBB 7ဘို့ဆိုတာဘေးနောက်ဆိုမိတိုင်းမျိုးဘလောက်လျှော့စမ်းကွာမရဘူးလားဒါနဲ့တော့မှရလားဟုတ်ပြီအဲ့ကောင်ဘယ်ကနေထွက်တာလဲ IEC ဘိုးတွေကမင်းတို့ရဲ့ mic sensor လေးတွေ့လိုက်အောင် piezo element piezo electric တွေ့လိုက်အောင်ဒီထဲမှာမနေ့ကကြာဟို software မှာကားလေး software မှာပူရှင်းနေဒီမှာ vibrating plate လေးကြီး i plate လေးက Nokia နဲ့ထောင်းရင်ခါပြီးမှဘိုးတွေထွက်လာတာရလားဒီနေ့ဘာမှမင်းတို့မအီစားဘူးဘာပေးမလားအဲ့ software နှစ်ခုကိုတွင်းလိုက်ထုတ်လိုက်လှုပ်တောင်းလို့ပြီး